အခုကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့လွန်ခဲ့တဲ့9နှစ်လောက်ကမန္တလေးရန်ကုန်အမြန်လမ်းပေါ်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုပါအဲ့ဒီတုန်းကကားဆရာကိုကျော်ဟာတကူတော်ခရီးထွက်လာရင်လမ်းခွက်လက်မှာကြုံတွေ့ခဲ့ရတဲ့ကြောက်မတ်ဖွယ်ရာဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေ့ကမိုးဖွဲဖွဲလေးရွာနေတဲ့ညတညပေါ့ကိုကျော်ကသူ့ရဲ့ကားလေးနဲ့ရန်ကုန်ကိုအပြေးလွှားမောင်းနေလာခဲ့တယ်ညင်းကလေတနားဒီကြောပြီးဆိုတော့လမ်းမှာကားတွေကတိတ်မရှိတော့ဘူးတစ်ချက်ဝင်းခနဲလက်သွားတဲ့လက်စီအလင်းရောင်အောင်မှာလမ်းဘေးကတစ်ပင်ကြီးတွေကလက်ကြီးတွေနဲ့ကားကိုလှမ်းဖမ်းတော်မလို့ပဲမိုင်းတိုင်တစ်ခုနားရောက်တော့လမ်းဘေးမှာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်လက်သားနီလာကိုကိုကျော်မြင်လိုက်ရတယ်ဒီလိုအချိန်မတော်ကြီးမှာမိန်းကလေးတယောက်တည်းဆိုတော့ကိုကျော်လည်းစိတ်မကောင်းတာနဲ့ကားရက်ပေးလိုက်မိတယ်ညီမလေးဘယ်တော့မလို့လဲအဲ့ဒီအမျိုးသမီးကခေါင်းငိုင်းဆက်ကလေးနဲ့ရှေ့ကရွာအဝင်ထိလိုက်ခဲ့ပါရစေလို့တိုးတိုးလေးဖြေလေသူမကားပေါ်တက်လာတော့ကိုကျော်တတိထားမိတာတခုကသူမစီကနေအေးစိမ့်စိမ့်အနံ့တခုရားနေတာပဲရေမွေးနဲ့လိုပန်းနဲ့လိုနဲ့တမျိုးကြီးပဲလမ်းတစ်လျှောက်လုံးကိုကျော်ကစကားဒီပြောပြီးမဲ့အနောက်ကအမျိုးသမီးကဘာမှပြန်မပြောဘူးအေးစိမ့်စိမ့်လေးထူကကားထဲမှာပို့ပြီးထူပြောလာတယ်ကိုကျော်လည်းစိတ်ထဲတမျိုးဖြစ်လာတာနဲ့နောက်ကြီးမှန်ကနေလွမ်းကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့သွေးဒီစောင့်တက်သွားပါတော့တယ်နောက်ကြီးမှန်ထဲမှာအမျိုးသမီးရဲ့မျက်နှာကမရှိတော့ဘူးအဝတ်အစားတွေပဲရှိနေလားသူလန့်သွားပြီးနောက်ကိုလွမ်းကြည့်လိုက်တော့အမျိုးသမီးကရှိနေပြန်ရောငါမျက်စီမားတာနေမှာပါလို့ကိုအားဖေးပြီးဆက်မောလာခဲ့တယ်ခဏနေတော့အမျိုးသမီးကဒီနားမှာရက်ဖေးပါလို့ပြောတယ်ကိုကျော်ကားရက်ဖေးလိုက်တော့သူမဆင်းသွားတယ်ဒါပေမဲ့သူမပေးခဲ့တဲ့ခီးဆောင်ခ9000တန်ကကိုကျော်လက်ထဲမှာသူ့ရဲ့ချောက်ဖြစ်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကိုကျော်တကူလုံးကြကြီးလေးထပ်သွားပါတော့တယ်နောက်နေ့မနက်မှာကိုကျော်အဲ့ဒီရွာကိုပြန်သွားပြီးစုံစမ်းကြည့်တော့မှသိရတာကအဲ့ဒီနေရာမှာလွန်ခဲ့တဲ့တစ်ပတ်ကအမျိုးသမီးတယောက်ကားတိုက်ပြီးဆုံးသွားခဲ့တယ်ဆိုတာပါပဲအဲ့ဒီအမျိုးသမီးဟာသူမရဲ့အိမ်ကိုမပြန်နိုင်သေးပဲလမ်းသွားလမ်းလာကားတဲ့ကိုအမြဲတမ်းအကူအညီတောင်းနေတတ်တယ်လို့သိရပါတယ်ဒါကတော့ကိုကျော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ပါပဲပရိသတ်တို့တော့ညနေတန်းခေါင်ခီးသွားရင်အခုလိုထူးဆန်းတာတဲ့ကြုံဖူးပါသလားကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်